ကောင်လေးနဲ့ခွေးကလေးစတိုးဆိုင်ပိုင်ရှင်ကဆိုင်တကားမှာဆိုင်းဘုတ်အသစ်တစ်ခုထပ်ချိတ်လိုက်တယ်ခွေးပေါက်ကလေးရောင်းရန်ရှိသေးတဲ့ဒီလိုကြော်ညာမျိုးကိုကလေးတွေအယမ်းစိတ်ဝင်စားကြတယ်သူတို့ကခွေးချစ်တဲ့သူတွေမဟုတ်လားအဲ့ဒီအချိန်မှာပဲကောင်လေးတစ်ယောက်ဆိုင်ဝကိုရောက်လာတယ်ခွေးကလေးတစ်ကောင်ဘယ်လောက်လဲခမားလို့သူကမေးတယ်ခွေးတစ်ကောင်က30ကနေ$50အထိအစုံရှိတယ်လို့ဆိုင်ရှင်ကဖြေတယ်ကောင်လေးကသူ့အိတ်ထဲကနေအကျွေလေးတွေထုတ်လိုက်တယ်ကျွန်တော်မှာ$နဲ့38စင်ပဲရှိတယ်ခွေးလေးတွေကိုကျွန်တော်ကြည့်လို့ရမလားခင်ဗျာဆိုင်ရှင်ကပြုံးလိုက်တယ်ပြီးတော့လေချုံပြီးခွေးအိမ်ထဲမှာရှိတဲ့မိခင်ခွေးမကြီးကိုခေါ်လိုက်တယ်မိခင်ခွေးမကြီးဆိုင်ကန်းနဲ့ရှောက်ဝင်လာတော့သူ့နောက်ကခွေးပေါက်လေး9ကောင်တန်းစီပြီးလိုက်ပါလာတယ်သူတို့ဟာတေးသေးဖွေးဖွေးခွေးပေါက်လေးတွေအမွှေးတွေကအရန်ရှည်လို့တကိုယ်လုံးအမွှေးတွေဖုံးနေပြီးလုံးဝင်းနေတယ်အဲ့ဒီထဲမှာတကောင်ကဟိုးနောက်မှာကြံခဲ့တယ်သူကတော့ခြေချင်းထောနဲ့နဲ့လမ်းလျှောက်နေရှာတယ်ကောင်လေးကဒီဟာလေးမြင်တာနဲ့ချက်ချင်းစိတ်ဝင်စားသွားတယ်ဒီခွေးလေးကျွန်တော်ဝယ်ချင်တယ်ခမရလို့သူကပြောတယ်ဟာဒါမဝယ်ပါနဲ့ကွာမင်းတကယ်လိုချင်ရင်ငါပေးပါမယ်ဒီစကားကိုကြားတော့ကောင်လေးမျက်နှာပြတ်သွားတယ်မယုံကြည်နိုင်တဲ့အမူအရာနဲ့ဆိုင်ရှင်ကြီးကိုမောကြည့်ပြီးပြန်ပြောလိုက်တယ်အကားပေးတာကျွန်တော်မလိုချင်ဘူးခင်ဗျဒီခွေးလေးကတခြားခွေးလေးတွေနဲ့အတူတူတန်ဖိုးရှိတာပဲတပြားမှမလျှော့ဘူးကျွန်တော်တန်ဖိုးအပြည့်ပေးချင်မယ်ဒါပေမဲ့အခုကျွန်တော်မှာ$နဲ့38စင်ပဲရှိတယ်အဲ့ဒါကိုကြိုပေးငွေအနေနဲ့အခုယူထားပါကျန်တာကိုကြေသွားတဲ့အထိတစ်လ50စင်စီကျွန်တော်ဆက်ပေးပါမယ်ဒါပေမဲ့စတိုးဆိုင်ရှင်ကအရှုံးမပေးဘူးဒီလိုမလုပ်ပါနဲ့ကောင်လေးရနောက်ကြရင်မင်းစိတ်ပြတ်သွားလိမ့်မယ်ဒီခွေးလေးကဘယ်တော့မှပြေးလို့လည်းမရဘူးခုံလို့လည်းမရဘူးမင်းနဲ့ဘောလုံးလိုက်ကစားလို့လည်းရမှာမဟုတ်ဘူးအဲ့ဒီအခါမှသာကောင်လေးကဆိုင်ရှင်ကြီးကိုမောကြည့်ပြီးသူ့ပေါင်းပြီးအောက်နာကိုလှန်ပြကတိုးတိုးလေးပြောလိုက်တယ်ကျွန်တော်လည်းတိတ်ကောင်းကောင်းမလျှောက်နိုင်ဘူးခင်ဗျာကျွန်တော်ပိုလီယိုဖြစ်နေလို့ပါ